မင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်ဒီပုံမှန်ပေါ့လေကျွန်တော် traditional price session နဲ့ဒီဘက်ကကျွန်တော် ICT နည်းစနစ်နဲ့ဘယ်နေရာမှာစပြီးကော်လဲပေါ့နော်ကျွန်တော် traditional price session ကြတော့ဗျာspot resistance တွေနဲ့ candlestick pattern ကိုကြည့်ပြီးတော့ trade လုပ်တယ်အဓိက trade လုပ်တဲ့နည်းစနစ်ပေါ့လေနော် spot resistance ဆိုတာဥမာဒီ swing ပေါ်လေနော် price ရဲ့ turning point တွေကို swing low swing high ပြောပြီးတော့အဲ့ဒါတွေကို spot resistance လို့ကျွန်တော်တို့ယူပြီးတော့ trade လုပ်တယ် candlestick တွေနဲ့ trade လုပ်တဲ့နည်းစနစ်ပေါ့နော်ပုံမှန် traditional price session နည်းစနစ်ပါနော်အဲ့ဒီစနစ်မှာကျွန်တော်တို့ chosen set တွေအများကြီးရှိပါတယ်အဓိက chosen set ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ stop loss တွေကိုဒီ smart money တွေကအရန်ထင်သာမြင်သာဖြစ်တယ်ပေါ့လေနော်ဒီတော့အဲ့ဒီ stop loss တွေကိုသူတို့လိုက်ပြီးတော့ hunting လုပ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့ trade တွေကခဏခဏရှုံးကြတယ်ပြီးတော့ ICT မှာကြတော့ဒါတွေကလေကျွန်တော်တို့ support and resistance ပဲနော် support and resistance ကိုဒီ ICT မှာကြတော့ကျွန်တော် PD array တွေလို့သုံးလို့နော်မှာ resistance ဆိုရင် premium arrayကျွန်တော်တို့ support ဆိုရင် discount array အဲ့လိုတော့တာတော်ဒီလို swing point တွေကိုနော် major swing point တွေကိုကြီးပဲ PD array လို့မယူဘဲနဲ့တခြားအချက်လက်တွေကိုပါကျွန်တော်တို့ထည့်သွင်းစဉ်းစားတယ်ဥပမာဒီနေရာမှာကျွန်တော်တို့ဒီကန်တယ်ကိုလည်းကျွန်တော်တို့ swing low အဖြစ် discount array တခုအဖြစ်သတ်မှတ်လို့ထည့်သွင်းစဉ်းစားတယ်ပေါ့နော်ဘာလို့ကျွန်တော်တို့ swing low လို့သတ်မှတ်လဲဆိုတော့ဒီ candle low ရဲ့တစ်ဖက်တစ်ချက်မှာသူ့ထက်မြင့်တဲ့ candle low နှစ်ချောင်းရှိတယ်အဲ့ဒါကြောင့်ဒါကိုလည်းကျွန်တော်တို့ဒီ discount rate ပေါ့လေနော် spot sorry ကျွန်တော်တို့ swing point ဖြစ်ထည့်သွင်းစဉ်းစားတယ်တခြားတစ်ခုကကျွန်တော်တို့အဓိကအရေးကြီးတာက ICT မှာ fair value gap ပါ fair value gap လည်း PD array ပဲ PD array ဆိုတာကျွန်တော်တို့ support and resistance လို့ပြုမှုတာပဲနော်ဒီနေရာမှာကျွန်တော်တို့ PD array ရှိပါတယ်ဒါကကျွန်တော်တို့ရဲ့fair value gap ပါနော် bullish fair value gap ပေါ့နော် bullish fair value gap ကဒီလိုမျိုး price အစီအစဉ်မှာကျွန်တော်တို့ရဲ့discount rate ပဲ discount rate ဆိုတော့ spot ပဲနော်ဒီတော့ဒီကဆင်းလာတဲ့ price ကိုသူကတွန်းကန်ထုတ်ဖို့အလားအလာရှိတယ်နော်တွန်းကန်မထုတ်နိုင်ခဲ့ရင်လည်းကျွန်တော်တို့အဲ့ဒီအခြေအနေမျိုးကိုဘယ်လို trade လုပ်ရမယ်ဆိုတာကိုပေါ်မြူလိတ်လုပ်လို့ရတယ်ပေါ့လေနော်ဒီမှာကြည့်ပါprice ကဆင်းလာတယ်ပေါ့နော်ဒီကောင်ချက်ချင်းကြီးတွန်းကန်မထုတ်ဘူးဒါပေမဲ့ဘယ်လိုပိတ်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာနော်ဘယ်လိုပိတ်ရင်ကျွန်တော်တို့ trade ကိုဘယ်လိုtrade တစ်ခုကိုဘယ်လို design လုပ်မလဲပေါ့နော်စဉ်းစားလို့ရတယ် fair value gap ကတကယ်အရေးကြီးတယ် ICT ရဲ့ကျွန်တော်ဟိုပါနော်ဒီ PD array ပါနော် fair value gap တစ်ခုပါတဲ့ကျွန်တော်တို့ market အတက်အကျဟာ momentum ကိုလေးပြနိုင်တယ်ပြီးတော့ဒီ PD array ဆိုတဲ့ support and resistance level တွေကိုလည်းကျွန်တော်တို့ပြလာနိုင်ပြီးတော့အဲ့ဒီအချင်းအရာမှာကျွန်တော်တို့ traditional support and resistance နဲ့ဒီ ICT ရဲ့ဟိုဟာတွေကကောချားဟောပါတယ်နော်ဒီကောင်လေးကြည့်ပါနော်ဒီကတွန်းကန်ထုတ်နေတာကိုတွေ့ရမယ်ဆိုတော့ဘလို့အဆုံးသတ်မယ်ဆိုတာကတော့ကျွန်တော်တို့ဒါက15မိနစ်ရှာဖြစ်တဲ့အတွက်15မိနစ်ပြီးမှသိလာမှာနော်အကယ်ဟိုဟာကဒီလိုမျိုးအဆုံးသတ်ဝရင်ကျွန်တော်တို့ကဒီ PD array ပေါ့နော် fair value gap ကတော်တော်လေးတွန်းကန်အားကောင်းတယ်လို့ယူဆလို့ရပါတယ်အဲ့လိုတွန်းကန်အားကောင်းနေရင်ကျွန်တော် trade လုပ်ခြင်း1 minute chart ကိုသွားလိုက်ပြီးတော့ entry ကျွန်တော်တို့မျှော်မှန်းထားတဲ့ pattern လေးတွေဖြစ်လာရင်ဒီ level ထိအနည်းဆုံးကျွန်တော်တို့ trade လုပ်လို့ရပါတယ်เนาะဒီကနေဒီထိpoint ဘယ်လောက်ရှိမလဲဆိုတော့ဒါ go sharp ပေါ့เนาะပြီးတော့ point ကကျွန်တော်တို့ point 20လောက်ရှိပါတယ်เนาะpoint 20ဆိုတာလည်းအများကြီးပါပဲเนาะဒီတော့ဘယ်လိုအဆုံးသတ်မလဲကျွန်တော်တို့ဘယ်လို price session တွေ lower time frame မှာပေါ်လာမလဲဆိုပြီးတော့ကြည့်ပြီးတော့ကျွန်တော်တို့ trade လုပ်လို့ရပါတယ်ပြီးတော့ဒီနေ့ကျွန်တော်ပြောချင်တာက traditional price session နဲ့ ICT ရဲ့စဉ်းစားတွေးခေါ်ပုံစဉ်းစားနည်းတွေကွာတယ်ဆိုတဲ့အကြောင်းထို့အပြင် ICT ရဲ့နေ့စနစ်က
smart money တွေရဲ့ကျွန်တော်တို့ဟိုတွေးခေါ်ပုံကိုထင်ဟပ်တဲ့အကြောင်းပေါ့လေနော်ကျွန်တော်တို့ကိုအများကြီးဟိုအထောက်အကူပြုနိုင်တဲ့ Nissan ဆိုတဲ့အကြောင်းလေးကိုပြောချင်တာပါနော်ဒါကျေးဇူးပါ